ဟုတ်ပြီအဖြေကြည့်ကြည့်မယ်သမီးမှန်တယ်နောက်တစ်ပုတ်တော့မယ်နော်ရှင်းမယ်သမီးလေးမှန်တယ်နောက်တစ်ပုတ်တော့မယ်နော်ကြည့်ကြည့်ရေးမယ်ဟုတ်ပြီသမီးရဲ့ဖြေတွေအားလုံးမှန်တယ်နော်